မောင်းနဲ့မောင်းမှာကိုဝင်ရှိနေပြီဟာရောက်ကြီး6ကလေးရလေးတော့အဖေဖြစ်ပြီဟဲ့ဘာချောင်းလို့မရအောင်နော်ဟာမအရင်ကောင်းလေးနဲ့ရဟာဝါရောအဲ့ဆိုရင်နွားပြီကိုငါကောင်ရစိတ်ကအိမ်ငားတယ်ဘသူနဲ့ရတာလဲမေးတော့တယ်ဟာရောငါအဲ့စကားကြီးကိုသိသလိုပဲနော်ရောမောင်နဲ့ရတာလို့ပြောလိုက်တယ်မောင်ကိုချစ်လို့ဟာမြန်မာလူကြီးနွားဖြစ်သွားတာကောင်းကြီးတို့ရာခံစားကြည့်တာမျက်ရည်လေးပါကြားတယ် Oh my god ကဲဒီနေ့မှတော့အားလုံးစောင့်မျှော်နေကြတဲ့ Mobile Legend အလွဲဟာတာဗီဒီယိုများစုစည်းမှုအပိုင်းဘလောက်လဲမသိကိုကျွန်တော်က reaction လုပ်ပေးသွားမှာပဲဖြစ်ပါတယ်တကယ်လို့ brother တို့အနေနဲ့ဒီ video လေးကိုကြိုက်တယ်ဆိုရင် like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ခင်ဗျာ let's go စလိုက်ကြလို့record ပြနေတာအမှန်ကန်2ပါးဆက်1 record ပြနေတာဒီကောင်အဲ့ဟိုကောင်လည်းမားတောင်းနေရလဲဟာရှိုးဟောင်းယူ record ဖင်ရပြီးပြတာခန်းနော်ဘာလို့လဲဒီလိုဖင်ရတဲ့ကောင်နဲ့ခန်းကိုခန်းနေအားရဘာတော့အိုင်ကျူနေရတဲ့ဆေးထိုးနေရတော့ဟောင်းယူတိတ်ချတဲ့ချက်ကြီးသွေးနေလို့အိမ်ပြန်လာတဲ့ကောင်သွေးရနေအပြင်ဆွတ်ထုံနေတာဟောင်းကြီးကအိုင်ကျူနေရတဲ့ဆေးထိုးနေတာတော့ဟောင်းကြီးတို့အလန်းကြီးတော့အလန်းကြီးတစ်ချက်ရှိုးမိုင်ကောရမ်းမှာတကယ်လို့ကိုကစောင်းမြင်ကတ်တဲ့ကောင်နဲ့တွေ့တယ်ဆိုရင်ဒါမျိုးလေးလောက်လိုက်လို့ရတယ်နော်စောင်းမြင်ကတ်တဲ့ကောင်ကိုသိမလားသွေးဖြည့်လို့မရအောင်ဒုတ်ပလိုက်လို့ရတယ်ကွက်တယ်ချိုးလိုက်ဆန်းဒီနေ့ record ခေါ်နေကောင်မဲကွာဟာရောသွားပြီကဘေးမှာဆက်ကြည့်တော့အိမ်အောင်ပြီမလို့မတ်အကြီးရနေတာညမလို့မတ်အကြီးရနေတာကြိုက်လာတော့မလို့သဘောကျခေါင်းကြီးရမ်းမှာသွားဆန်းတယ်ရမ်းမှာဟိုရမ်းမှာမဆန်းတော့ဘူးစစ်မှာသွားဆန်းတယ်ဒါမျိုးကွက်စေးသွားထိုးမယ်ခေါင်းကြီးဒါမျိုးဖြစ်နေရဒါမျိုးကိုကြိုက်တယ်အိုင်ဂျူကြီးကလုံးဝကျွတ်စင်ကြီးဖြစ်နေမှရခဏလေးဘယ်သူ့ကိုပို့မှကြည့်လိုက်အောင်တော်သေးတာဒါဘေးနားမှာရန်သူမရှိလို့နော်အာယောတောက်ဝါလေးထောင်းနေတောက်ဝါလေးထောင်းတောက်ဝါလေးဟာတော်သေးအောင်ကျွန်တော်သွေးကနေရောက်သွားပြီးတော့ထင်းနေတာ Oh my god တော်သေးတာပေါ့ကွာဟာလည်းခွေးစေးထိုးတာနည်းနည်းလေးတော့နိုင်တော့နိုင်သေးတယ်ဒီကောင်စေးထိုးတာကျွန်တော်တို့စေးထိုးရင်မရှုံးတာပဲအာယောကားတိုက်ပြီအာဟုတ်တယ်ဟာယောဘာတော့ငါပိုင်မတ်အာယောသွေးနည်းနည်းလေးနဲ့ကောင်းတယ်ဟာစိတ်စင်းရဲတာကွာခေါင်းကြီးတို့ရာကြည့်လိုက်โอเคဒီတော့ခေါင်းနေဟာဖလစ်ကလည်းချိန်နေတကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ဒီလိုဘဲဟာယောဟုတ်လန့်တော့ဟုတ်လန့်တော့ကျွန်တော်လည်းလန့်ပါပဲဒီချိန်မှာဆိုကျွန်တော်လည်းလန့်ပါပဲဟာဒီကမှပြန်လောက်တာအဲ့ဘာလုပ်လဲခေးရတယ်နော် record ရအောင်Oh my god it's Albert အဲ့ကောင်ဘယ်ကောင်ဂိမ်းကူးပေးလိုက်တော့အဲ့မင်းကမင်းကိုမေးရမယ်ဘယ်ကောင်ဂိမ်းကူးပေးလိုက် Einstein စိတ်ကြီးရတော့ကွာအဲ့ဒီဖလစ်ကမဟုတ်အဲ့ဒီဘီမှာဖလစ်ကအဲ့ဒီဘီမှာဖလစ်ကနော်ကြိုက်တာတော့မသိโอเค permisimas ဟာယောသူ့လေကို तू မမြင်လိုက်ဘူးသူ့လေကို तू မမြင်လိုက်ဘူးဟာယောဘာလုပ်တာအဲ့ तू ကနိုင်ပြီပေါ့ဟာယောနိုင်ပြီဆိုပြီးဖင်ရတာချောပြီလဲတူတယ်လို့နိုင်ပြီဆိုပြီးဖင်မရနဲ့အဓိကအဲ့ဒါဒီဗီဒီယိုလေးမဆက်ခင် brother တို့ကကျွန်တော်မျိုး subscriber တွေအများကြီးရှာနိုင်တဲ့သူတယောက်ဖြစ်ချင်ပါသလားဒါမှမဟုတ်ဗီဒီယို view တွေကို million နဲ့ချီပြီးဖန်တီးတတ်တဲ့သူတယောက်ဖြစ်ချင်ပါသလားတကယ်လို့ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်သင်တန်းလေးတစ်ခုဖွင့်ထားတယ်အဲ့သင်တန်းကိုစုံစမ်းချင်တဲ့သူတွေကပင် comment မှာကျွန်တော်ရဲ့ Telegram link လေးချပေးထားဖြစ်တဲ့ကြောင့်မို့ကျွန်တော်ရဲ့ Telegram link လေးကနေတစ်ဆင့်ကျွန်တော်စီကိုလာပြီးစုံစမ်းမေးမြန်းနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာကဲဗီဒီယိုလေးကိုဆက်လိုက်ကြလို့ဒီဆိုပြီးမရနဲ့အဲ့တော့ဒါပါတော့ Take the man out of the city not the city out the man ဒါသားတို့က Ranger second exotic second ညို့လေလိုချင်တယ်ဒါပေမဲ့ပတ်စံလည်းမတတ်နိုင်ဘူးဆိုရင်လည်းဒါမျိုးဆော့လို့ရတယ်နော်ဒါလည်းညံကောင်းချင်းတစ်မျိုးပဲနော်နေတတ်ရင်ကျင့်တဲ့ဆရာကြီးဆိုတာပြသဘောကျလားခေါင်းညို့နော်ဒါကျွန်တော် Ranger exotic second ကိုလည်းလိုချင်တယ်ဒါပေမဲ့ပတ်စံလည်းမတတ်နိုင်ဘူးဆိုတဲ့သူတွေကဒါမျိုးဆော့လို့ရโอเคနော်အောင်ညို့ကျွန်တော် brother တို့နီလန် share ပေးနေတာပတ်စံမတက်နိုင်တဲ့လူတွေပြက်မှာဒိုင်မွန်ထည့်စရာမလိုဘူးဒိုင်မွန်တရားတော့မကုန်ဘူးအောင်ညို့ဒိုင်မွန်လုံးဝတော့တရားတော့မကုန်ဘူးအစားမိတ်တောင်ရနေကြိုက်လားမသိဘူး 0.01% နဲ့ဘာတော့ဟာရပါမပြက်ဟောမဆမမြန်မာလူကြီးထိုင်ဆောင်တာကွတ်တီပဲနော်ကွတ်တီပဲဟိုမှာကျယ်ရီလိုက်ပါမြင်သွားတာခါရှော့ကြိုက်လာတော့မသိဘူးโอเคချန်ငဲကိုမမြင်မှုရင်ကြည့်အဲချန်ငဲကိုပဲโอเคရနော်ဆက်ကြည့်ရအောင်စိုက်ရကွာနော်လေးသားမိโอเคအားရောင်ဖလစ်ကဝေါ်ကြုံမတော့ဘူးဒါတော့ဖြစ်တယ်ကျွန်တော်လည်းဖြစ်တယ်ဟာโอเค
Okay ဘာမှပြောစရာစကားအများကြီးရှိတယ် Okay 哎呀ဝင်းချင်ဟာပါအခုမှဂိမ်းစားဆော့တဲ့လူတော့ဖြစ်နိုင်မယ်လို့ထင်ပါတယ်နော်ကျွန်တော်ဘယ်ကောင်ဂိမ်းကူးပေးလိုက်တာလဲလို့တော့မပြောတော့ Okay လားဟာရောတော်ရဟာရောစပဲတွေအကုန်လွဲနော်စပဲတွေအကုန်လွဲပြီးကြတော့ဟိုကဝင်းချန်နေပါကောက်ဖွင့်လိုက်သေးတယ်မင်းလာတာမေးတကယ်မိုက်တဲ့ကောင်အန်ကျူ200နဲ့ကြိုက်တာ Okay launch attack အားရဟုတ်တယ်အေးဟိုချောင်းတစ်ခွက်ပြလိုက်တာအရောင်ချောင်းတစ်ခွက်ပြလိုက်တာအရောင်အေးခေါင်းကြီးချောင်းတစ်ခွက်ပြလိုက်တာအေးဟုတ်တယ်အားရဟုတ်တယ်ဗျာဟိုကောင် level 4ရနေပြီကဲဟာရောဘာကောင်ဟာအဲ့ဒီဖလစ်ကတော့ပြစရာမလိုပါလားကွာဒီဘဲရလူကြီးလည်းမသိဘူးကျွန်တော်ဟာရောဒါလက်နေတာဖြစ်တဲ့နေဒါလက်နေတာဟာရောကျွန်တော်လည်းနားလိုက်တယ်အဲ့ခါစားချက်ကိုနားလိုက်တယ်ဂိမ်းလက်နေဘာမှလုပ်လို့မရဘူးဟာရောဘာတော့ဟုတ်တယ်မတ်မကြည့်တာနော်အချီရတက်ပြီးအာဂျောကစေးထိုးတဲ့ကောင်တကယ်စေးထိုးတဲ့ကောင်โอเคဗျာသူကလည်းသူအေးစေးမဟုတ်ပေးနေတာလေမင်းကဘာလို့ဆွဲသွားတာတော့တိတ်ပဲမှမရှိတာโอเคဗျာဟုတ်တယ်ရီကောမဟုတ်ပါဘူးဖလစ်ကပါခုံပြလိုက်တာမခန့်တာနော်ဟာရောဘဲညင်ကြီးဘာလို့ဖွင့်လာအညင်ကြီးဘာလို့ဖွင့်လိုက်အောင်တော့နေကျွန်တော်နားတာဟာရောဘာတော့ဟဲ့စကီဝါလေးနဲ့ဟာရောရီကောဟာဟောရောရီကောနော်ခိုင်းချိုးလေချိုးရီကောနော်တော့ရှောက်လို့မရအောင်တော့ကောင်းอยู่တကယ်ရီကောယုံမိလားတကယ် retreat ကိုယုံမိလားစိတ်ဆင်းရဲတာအာရောဟုတ်တယ်ဗျာမသိတော့ဒိုဆက်တဲ့နဲ့အာရောဘာမှမဆိုင်တဲ့ကောင်ပေးရလားတိတ်ပဲမရှိရ Okay တော်နေရလောင်ကြီးလားမသိဘူးခေါင်းကြီးလို့တော်နေရလောင်ကြီးနေမှာတော်နေရလောင်ကြီးနေမှာလို့ပြောတယ်ဒီကောင်တကယ်စေးလို့တဲ့ကောင်ရှိုးလိုက်ခေါင်းကြီးလို့ဒီနီးကတော့ကျွန်တော်ဒီဗီဒီယိုတစ်ခုလုံးမှာအကြိုက်ဆုံးပဲဒီဗီဒီယိုတစ်ခုလုံးမှာကျွန်တော်ကြိုက်ဆုံးပဲကျွန်တော်ကိုယ်တိုင် run မှာသွားဆန်းဟောပေါ့ class မှာသွားဆန်း run မှာဆိုရင်စေးထိုးတယ်ဆိုရင် remote ထိုးခံနေရမှာ class မှာသွားဆန်းတော့လက်သိမ်းမယ်နာစေးထိုးခံရလို့ပွဲရပါထွက်သွားပြီကြိုက်နာပွဲပါထွက်သွားပြီအစင်ပြေလာတော့မသိကောင်းကြီးတို့ပွဲပါတခါလေးထွက်သွားစားတယ်လို့စေးထိုးကြကြကျွတ်စင်ချိုးလိုက်ကဲဘလို့လဲ mobile legend အလွဲဟာတာ video လေးတွေကိုကြိုက်မှကြိုက်ရလားကြိုက်တယ်ဆိုရင်တော့ video လေးကို like လေးပေးပြီး channel လေးကို subscribe လုပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာတခုပြောထားခြင်းကကျွန်တော်က reaction လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ video ပိုင်ရှင်တယောက်ချင်းစီတိုင်းကိုကျွန်တော်ကလေးစားစွာနဲ့ credit ပေးပါတယ်ခင်ဗျာကဲဆိုတဲ့ကြောင့်မလို့နောက်နေ့မှာလည်းဒီထက်ပိုမိုက်တဲ့ content တွေကျွန်တော်လုပ်ပေးသွားမှာဖြစ်တဲ့ကြောင့် brother တို့အနေနဲ့ဒီလိုမျိုး video တွေကြည့်ကျင်နေဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ဖို့လုံးဝမမေ့ပါနဲ့ခင်ဗျာကဲဆိုတဲ့ကြောင့်မလို့ဒီနေ့ video တွေကဒီနေ့အတွက်ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဖိုင်မိုင်ပါခင်ဗျာကဲဒီမျိုးလေးဆုံးတက်ခင်မှာကျွန်တော်တို့ Florence ရဲ့ skin အသစ်လေးကို scale fat လေးတွေပါလေးညာလေးသွားပြီးတော့ဆမ်းမယ်အောင်ကြီး lesson ဖို့ကဲမြင်တဲ့အတိုင်းပဲသူကတော့ summer skin ဆိုတဲ့အတိုင်းပဲ summer skin လေးကတော်တော်လေးလှတာကိုကျွန်တော်တို့တွေ့နေရမယ်တော်တော်လေးကိုလှရတဲ့မှာပါတယ်ဗျကျွန်တော်တော့သဘောကျမိတယ်ပေါ့နော်ခဏလေးနေပါခင်ဗျာCD Dan on AI Okay ကျွန်တော်တို့ basic တက်လေးကိုတစ်ချက်ပြကြည့်မယ်ရောကျွန်တော်တို့ပထမဆုံးဒီ basic တက်နေပြောချင်တာတော့ဗာလဲဆိုတော့ main လေးအတွက်တော်တော်လေးစင်ပြီးတဲ့ second တခုလိုပဲကျွန်တော်ကရေလုံးပြောချင်တယ်ကျွန်တော်တို့ scale 1လေးကိုတစ်ချက်စမ်းကြည့်အောင်ပေါ့ရောအိုးဝေးအောင်ဒီပန်းလေးကအလှနော်ချိုးလိုက်ကောင်းညပန်းလေးကအလှပန်းလေးပွင့်သွားတဲ့ပုံစံမျိုးပြီးကြရင်ကိုစီပြန်လာတယ်ဒါပါပဲပေါ့နော်တခြားအများကြီးတော့မတွေ့ရဘူးကျွန်တော်တို့ scale 2လေးကိုတစ်ချက်ပြကြည့်အောင်မယ်နော်scale 2လေးကတော့မီးပုံးလေးနဲ့လမ်းပြလိုက်တာမျိုးပဲအဲ့ချိန်မှာတော့နည်းနည်းလေးပွင့်သွားတဲ့အချိန်ကျရင်တော့ဗာလေးဖြစ်သွားတယ်တော့ကျွန်တော်ကိုယ်တိုင်လည်းမသိမိဘူးပေါ့နော်သေချာကြည့်ကြအောင်မယ်ရေပွဲလားဘာတော့ဒါပုံလေးတော့မသိဘူးဗျာနည်းနည်းတော့စိတ်ဝင်စားဖို့တော့ကောင်းနေဗျာအတိကကျွန်တော်တို့ AD လေးကိုတစ်ချက်စမ်းကြည့်မယ် AD စမ်းမှုတော့ကကျွန်တော်တို့နည်းနည်းကျွန်တော်ဘက်ကလူယုံလေးတွေခေါ်မှရမယ်ပေါ့နော်
okay ထိလိုက်ကျွန်တော်ဖြည့်ကြည့်မယ်1 2 3ဟောစကီADတော့ကျွန်တော်အနေနဲ့တအားကြီးအားမရဘူးဗျာဘာလို့လဲဆိုတော့ဒီတက်ပို့ပြီးလောက်ပေးနိုင်ရင်ပို့ကောင်းမယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်ကျွန်တော်ပြန်စမ်းမယ်ပြီးတော့ဒီနေ့တိုင်းဒါပဲပေါ့နော်ADကအများကြီးဘာမှပါမလာဘူးအဲ့ဒါရန်နည်းနည်းလေးကျွန်တော်အားမရတဲ့အကွက်မျိုးပေါ့နော်တော်ပြန်ပြောဖို့ skill 1လေးကိုကျွန်တော်သဘောကျမိတယ်ပန်းလေးကလည်းအဆင်ပြေတယ်ပြီးကြတော့ကျွန်တော် skill 2 skill 2ကလည်း mic တယ်ဒီပေးရတဲ့ဈေးနဲ့တော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်လို့နော်ဒါပေမဲ့ကျွန်တော် AD တပေါက်ကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်သိပြီးသဘောမကျတဲ့တဲမှာတော့ပါတာတော့အမှန်ပဲကဲ brother တို့ရောဘယ်လိုမြင်လဲဒီ diamond အနေထားနဲ့ဒီလောက် skin fat တွေပြန်ရတာတန်လားမတန်ဘူးလားဆိုတော့ comment မှာတစ်ချက်ရေးပေးခဲ့လို့ရပါတယ်ဒီနေ့တော်တော်လောက်ပါပဲအားလုံးပဲကျေးဇူးများတင်ပါတယ်ဘိုင်းမိုင်မှာခင်ဗျာ